မင်းတို့တကဘာလုံးကိုဖျက်ဆီးပစ်နိုင်တဲ့ရန်သူကလူသားမဟုတ်ပဲကွန်ပျူတာ program တစ်ခုဖြစ်နေရင်ဘာလုပ်မလဲအခုသာရင်ဆိုင်နေရတာအဲ့ဒါပဲ The Entry လို့ခေါ်တဲ့ဒီရဲကကမ္ဘာလုံခြုံရေးကွန်ရက်တွေကိုထိုးဖောက်ပြီးအနာဂတ်ကိုတောင်ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိနေတာဒါပေမဲ့တကယ်တမ်းရှောက်ရစရာကောင်းတာကဒီအကိုစတင်ခဲ့တဲ့ခေတ်ကအထင်ကိုယ်တိုင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအစိုးရအတွက်ခိုးပေးခဲ့တဲ့အရာဖြစ်နေတာပဲဟုတ်တယ်။ကဘာကြီးပျက်စီးတော့မဲ့အခြေအနေအတွက်အထက်မှာတာဝန်ရှိနေတယ်ဒါကိုတားဖို့ source code ရှိတဲ့ရေမုတ်တင်မော substar ကိုရှာရတော့မယ်။ဒီတဲ့ဟာရေခဲမက်အောက်ရောက်နေတဲ့ရေငုပ်တင်မောစီကိုအသက်လူပြီးဆင်းခဲ့ရတယ်ရေဖီအားကြောင့်တေလူနီးပါးဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ hard drive ကိုတူရခဲ့တယ်ဒါပေမဲ့ပွဲကမပြီးသေးဘူး Gabriel ဆိုတဲ့လူသက်သမားကဂိတ်ကိုဖျက်ဆီးဖို့မဟုတ်ပဲထိန်းချုပ်ဖို့ကြိုးစားနေတာသိသွားတဲ့အခါဒီကြားထဲမှာအတန်းရဲ့တငယ်ချင်းလောက်ကတော့ဘုံနဲ့အတူပိတ်မိပြီးအသက်ပေးသွားခဲ့ရတဲ့စိတ်မကောင်းစရာပဲဒီတဲ့ဟာသူ့အမားအတွက်ယင်းနှီးပေးဆက်မှုတွေများလာခဲ့ပြီးနောက်ဆုံးတိုက်ပွဲကတော့အာဖရိကကတောင်အောက်ခန်းထဲမှာပါ Gabriel နဲ့ Ethan တို့လေယာဉ်ပေါ်မှာအသေးလဲတိုက်ခိုက်ကြတဲ့အခါဒီတန်က Gabriel စီကနေ Poison Capsule ကိုလူယူပြီး hard drive ထဲကိုအချိန်မီထည့်နိုင်ခဲ့တဲ့တကဘာလုံးက nuclear စနစ်တွေရပ်တန့်သွားပြီးအဲလဲပြောက်ကွယ်သွားခဲ့ပါပြီဒါပေမဲ့ဒါကစသိန်းလားမဟုတ်သေးဘူးဒီတဲ့တို့အဖွဲ့ကတော့ကဘာကြီးကိုအရေးထဲကနေဆက်ပြီးစောင့်ရှောက်နေအောင်ပါ